လုံးပဲမင်္ဂလာပါရှင် AC ဖက်နက်ဆိုင်စကောစီမှာကြိုဆိုပါရစေကျွန်မ AC ဖက်နက်ဆိုင်ရမက်အီအောင်ဖြစ်ပါတယ်ဒါလေးကတော့သရိုးသားထဲမှာပုံမှန် size နံပါတ်8အငယ်ဆုံးမတော်တဲ့အကိုတွေအတွက် special order ပါရှင်နံပါတ်8အသေးဆုံးမတော်တဲ့အကိုတွေအတွက်နံပါတ်9 order ချုပ်လုပ်ပေးထားဖြစ်ပါတယ်တဲချိုးလေးကလည်းလူကြီး size တဲချိုးအကြီးလေးချုပ်ပေးထားပါတယ်အောက်ကတရေစိမ့်ကိုလည်းလူကြီး size weight အပြည့်ကလစ်နှစ်ထပ်သေးသေးချာချာပိတ်ပေးထားပါတယ်သုံးညီတူအထူလေးလည်းအသုံးပြုပေးထားပါတယ်ဒါလေးကတော့2025ရော24မှာခစ်စားခဲ့တဲ့ပိုက်တကွန်မိမတောင်းတဲ့ကာလာလေးဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ AC ဖက်နက်ဆိုင်ကိုကိုရိုင်းကိုကြလာပြီးတော့အားပေးမဲ့ကိုရိုင်းစမ်းစီကြည့်ရမှစိတ်တိုင်းကြမယ်တဆင့်ပြန်လဲရောင်းချဖို့ဝယ်ယူခြင်းနဲ့ဆိုရင် AC ဖက်နက်ဆိုင်ရဲ့လိပ်စာလေးကတော့ AC ဖက်နက်ဆိုင်အမှတ်1အရှိAယုံဗိုလ်ချုပ်အောင်ဆန်းစီစကော့စီရန်ကုန်မြို့ဖြစ်ပါတယ်ဗိုလ်ချုပ်အောင်ဆန်းစီကာထွက်ပေါက်ကနေဝင်လာပေးလို့ရပါတယ်ရှင်ဖုန်းဆက်ပြီး order တင်မယ်ဆိုရင်39993939နဲ့3999426969ဟယ်လိုလုပ်ပေးပါနောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့မယ်နော်အားလုံးပဲစိတ်ချမ်းသာကြီးကိုယ်ကြမ်းမာခြင်းနဲ့ပြည့်စုံပါစေအားလုံးပဲတတာပါ